အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အော်နာအော်ကင်းရဲ့ဟီးရိုနှစ်ယောက်ဖြစ်တဲ့လိုနာနဲ့ခိုင်စာတို့ရဲ့ဘဝဇာတ်ကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဟီးရိုနှစ်ယောက်ကမနမအရင်းနေဖြစ်ကြလို့နှစ်ယောက်လုံးရဲ့ဘဝဇာတ်ကြောင်းကိုအတူတူပြောပေးမှာပဲသူတို့ရဲ့အကြောင်းတွေကပြည့်စုံမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်စလိုက်ကြရအောင်ဗျအော်နာအော်ကင်းရဲ့ King Well ရဲ့တိုက်ကြီးရဲ့အနောက်ဘက်ဆုံးမှာ Sunset ဆိုတဲ့ဒေသကြီးရှိပါတယ်။အဲ့ဒီမှာဆိုရင်မော်ပညာကိုအဓိကသုံးနိုင်တဲ့ Wandering ဆိုတဲ့လူမျိုးစုတွေနေထိုင်ပါတယ်။ဒီလိုစမ်းကြယ်တဲ့မော်ပညာတွေကိုနေနယ်ဖျား၊လနယ်ဖျားစတဲ့နယ်ဖျားတွေစီကနေပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာလူနာနဲ့ခိုင်စာဆိုရင်လနယ်ဖျားဆွမ်းအားကိုသုံးနိုင်တဲ့လူမျိုးစုကနေဝေးဖွားလာတာဖြစ်ပါတယ်။ဒါပေမဲ့ခိုင်စာနဲ့လူနာကမွေးရမြေချင်းမတူပါဘူး။ခိုင်စာကိုတော့စစ်ပွဲကာလနာဗီယန်နယ်မှာမွေးဖွားခဲ့ပြီးတော့လူနာကိုတော့စစ်အေးကာလ Primera နယ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။လူနာတို့မျိုးတွေကလနဲ့ဖျားရဲ့ဆွမ်းအားကိုသုံးနိုင်နေဆိုပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီတန်ကြီးအတွက်မျိုးရိုးအစဉ်ဆက်ကျင်းစာတစ်ခုကတက်ရောက်နေပါတယ်။တရက်မှာတော့လူနာရဲ့မိဘတွေကရုတ်တရက်ဆုံးပါသွားပါတော့တယ်ဒီလိုနဲ့မိုးအိမ်တော်မှာမိုးအိမ်တော်ရဲ့မိသားစုဝင်တယောက်ဖြစ်တဲ့လူကလူနာနဲ့ခိုင်စာတို့ကိုရွရောက်တဲ့ထိစောင့်ရှောက်ခဲ့ပါတော့တယ်။လူနာကမကြာခဏဆိုသလိုသူ့မိသားစုဝင်တွေဘယ်သူမှမရှိတော့ပဲသူတယောက်တည်းကြံနေခဲ့တယ်ဆိုတဲ့အိမ်မက်ကိုခဏခဏမှတ်ပါတယ်။အဲ့လိုဖြစ်တဲ့ချိန်တိုင်းသူ့ကိုခိုင်စာကိုသူ့ကိုထားမတော်ဘူးမလားဆိုတဲ့မျိုးကိုခဏခဏမေးတတ်ပါတယ်။ခိုင်စာကလည်းလူနာကိုဘယ်တော့မှထားမသားမဲ့အကြောင်းတခုခုဆိုရင်လူနာဘေးနားမှာရှိမယ်ဆိုတဲ့အကြောင်းအမြဲတမ်းပြန်ပြောတတ်ပါတယ်ပြီးတော့ခိုင်စာရဲ့နာမည်ရင်းကမိုးရင်တော်မှာခိုင်ရင်ဖြစ်ပါတယ်ဒီလိုနဲ့မနမနှစ်ယောက်မိုးရင်တော်မှာတူတူပြတ်တန်းလာရင်းနဲ့တရက်မှာတော့မိုးရင်တော်ကိုပုံကံမှုဖြစ်လာပါတယ်အဲ့ဒီပုံကံတဲ့လူကလေမိုးရင်တော်ရဲ့လူတွေပဲဖြစ်ပါတယ်ဒီပုံကံတဲ့လူတွေကိုလူနာနဲ့ခိုင်ရင်ကအစွမ်းကုန်ခုခံခဲ့ပါတယ်ဒါပေမဲ့သူတို့ကအယုံမရောက်သေးတဲ့အတွက်ကြောင့်ဘလို့မှအဲ့ဒီလူကိုမရှင်းနိုင်ပါဘူးဒီတိုက်ပွဲမှာခိုင်ရတယောက်မောပန်းပြီးတော့လဲကျနေတော့လူနာကူလူ3ယောက်ကတက်တော့မဆက်ဆက်မြင်လင်းကိုမြင်လိုက်ရပါတယ်လူနာကိုကင်မဲဆိုတဲ့စိတ်နဲ့အတင်းကြိုးစားပေမဲ့သူ့ရဲ့အသေးစိတ်ထဲမှာလူတယောက်ကစကားလာပြောရတော့တယ်အဲ့ဒီလူကတော့သူတို့မျိုးရိုးစင်ဆက်ကြုံတွေ့ခဲ့ရတဲ့မကောင်းဆိုးဝါးကျင်းစာတစ်ခုဖြစ်နေပါတယ်မုံအိမ်တို့ကတိုက်ပွဲတွေဆိုနိုင်ရတဲ့အကြောင်း Primera မှာခေါင်းဆောင်ဖြစ်နေရတဲ့အကြောင်းကဒီ God of War ဆိုတဲ့ကျင်းစာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာခိုင်ရန်ရဲ့အသေးစိတ်တွေကိုဒီမကောင်းဆိုးကဝင်ရောက်လာပြီးတော့ခိုင်ရန်ကိုခဏထိန်းချုပ်သွားပါတယ်ပြီးတော့လူနာကိုတိုက်ခတ်နေတဲ့လူတွေအကုန်လုံးကိုတစ်ချက်တည်းတက်ပစ်လိုက်ပါတယ်အဲ့လိုလုပ်ပြရတာမှခိုင်ရန်ရဲ့မကောင်းဆိုးကလူနာကိုတတ်ဖို့အတွက်ဓာတ်နဲ့အချိန်ရလိုက်တဲ့အချိန်မှာလူနာရဲ့ကိုကြီးဆိုတဲ့တန်ကြားတော့မှခိုင်စာကမကောင်းဆိုးကိုပြန်ပြီးထိန်းချုပ်နိုင်လိုက်ပါတယ်ဒီသတင်းကို Primera ကအရှားအိမ်တော်တွေကပါတီးသွားခဲ့တော့ခိုင်ရန်ကိုတိတ်ပြီးတော့လက်ခံချင်ကြပါဘူးအဲ့လိုအချိန်မှာလူနာကကိုကြီးလူနာကိုထားခဲ့မှာလားဆိုခိုင်ရန်ကလည်းလူနာကိုဘယ်တော့မှကြော်လေးထားမသွားမယ့်အကြောင်းပြီးတော့ဒီမကောင်းဆိုးကိုထိန်းချုပ်နိုင်အောင်မိလဲချမယ့်အကြောင်းပြောပြီးတော့မြို့ကနေထွက်သွားခဲ့ပါတယ်ပြီးတော့ Primera ကိုရံပြူလာမဲ့ပင်နယ်တများတွေကိုရှေ့ကနေဥဆောင်ပြီးတိုက်ခတ်ခဲ့ပါတယ်အဲ့လိုအရှင်ဒီမှာတော့ခိုင်ရန်ကိုတွေကမကောင်းဆိုးကသူ့ဆွမ်းအားကိုတုံးဖို့ခဏခဏပြောဆိုနေခဲ့ပါတယ်ခိုင်ရန်ကလည်းရအောင်ထိန်းပါလေဒီလိုနဲ့ကိုတွေကမကောင်းဆိုးကိုထိန်းချုပ်ရင်းနဲ့3နှစ်ကြာသွားခဲ့ပါတယ်ချိန်3နှစ်ကြာတော့ခိုင်ရန်က Primera ကိုပြန်လာခဲ့ပါတော့တယ်သူ့ကိုပြန်လာတော့လူနာကလည်းအားရဝန်တာနဲ့ခ ्यू ကြိုပြီးတော့ Primera ရဲ့ခေါင်းဆောင်တယောက်ပြန်ရောက်လာပြီဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ခိုင်ရန်ကသူခေါင်းဆောင်နေရာယူမှာမဟုတ်ကြောင်းလူနာကိုပြန်ပြောခဲ့ပါတယ်။မြို့ကခိုင်ရန်ကိုမလိုလားတဲ့လူတွေကလည်းစန္ဒပြနေတဲ့အချိန်မှာခိုင်ရန်ကိုတွေကမကောင်းဆိုးကတွေ့လားမင်းဘယ်သူမှမလိုချင်ကြဘူးဆိုပြီးခိုင်ရန်ရဲ့စိတ်သက်ပြိုလဲအောင်ပြောခဲ့ပါတယ်ဒီလိုနဲ့ညတစ်ခုမှာလာနန်းတော် One Palace ကပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီပေါက်ကွဲမှုကအတန်ဘလောက်ကျယ်လဲဆိုရင်မြို့တစ်ခုလုံးတုန်လှုပ်သွားတဲ့အထိပါပဲလာနန်းတော်ထဲမှာအဆုံးသက်ခံထားရတဲ့လူတွေနဲ့ပြည့်နေပြီးတော့လူနာကလည်းကျမ်းမြင့်ပေါ်မှာမီလီယောနေပါတယ်သူသတိပြန်ရလာတဲ့အချိန်တရေဖြစ်နေတဲ့မှတ်ညံတွေကခေါင်းထဲမှာပေါ်လာပြီးတော့တခဏတွင်သူ့ကိုတွေ့လိုက်ရပါတယ်ပြီးတော့နန်းတော်ထဲမှာလည်းလူနာရဲ့မကောင်းဆိုးတန်ချက်ကလည်းကာထားတဲ့သူ့ကိုရဲ့နှစ်ယောက်ပဲရှိနေခဲ့ပါတယ်အဲ့ဒီနောက်ခိုင်ရန်ကဒီကလူတွေအကုန်လုံးငါတတ်မိသွားပြီဆိုပြီးလူနာကိုပြောပြီးတော့နန်းတော်တွေကနေထွက်ပြေးသွားပါတော့တယ်လာနန်းတော်မှာဖြစ်သွားခဲ့တဲ့ကိစ္စကြောင့်လူနာတယောက်မြို့ကတရားရုံးမှာညကသူ့ကိုကိစ္စအတွက်လာပြီးဖြောင်းဖြပါတယ်ဒါပေမဲ့အဲ့ဒီမှာတရားစီရင်အိမ်တော်ကလူနာရဲ့ဖောင်းပြချက်ကိုလုံးဝလက်မခံခဲ့ပါဘူးနောက်ဆုံးမှာတော့အများပြည်သူတွေကိုကောက်ွယ်ဖို့ပြီးတော့လူအတိပြောက်နေဖို့အတွက်ခိုင်ရန်ကိုတင်မင်းချဖို့အမိန့်ထုတ်လိုက်ပါတော့တယ်မြို့မှာလည်းခိုင်ရန်ကိုလိုလားတဲ့သူတွေကအဲ့ဒီကိစ္စအတွက်မချင်မနှက်ဖြစ်ကြပါတယ်ဒါပေမဲ့အဲ့နှစ်မှာပဲမြို့တနေရာမှာပုံနေတဲ့ခိုင်ရန်ကတရားစီရင်အိမ်တော်ကတပ်သားတွေနဲ့ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်အဲ့ဒီမှာဘိုင်ရန်ဆိုတဲ့ဟီးရိုးကခိုင်ရန်နဲ့မျိုးစောင့်တပ်သားတွေကိုကူပြီးတိုက်ခိုက်ပေးခဲ့ပါတယ်ပြီးတော့နှစ်ယောက်သားမြို့ကနေလေတစည်းနဲ့ထွက်သွားခဲ့ပါတယ်။လူနာကလည်းဒီလိုချင်းသူ့ကိုသွားနေတဲ့နေရာကိုတိတာနဲ့သူ့ဆရာနဲ့အတူသူ့ကိုနောက်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့တနေရာရောက်မှာခိုင်ရန်ကဘိုင်ရွန်ကိုငါ့ကိုဒီလိုဘာလို့ကူညီရလဲလို့မေးခဲ့ပါတယ်။အဲ့ဒါနဲ့ဘိုင်ရွန်ကလည်းငါမင်းကိုလက်ကားကူညီတာမဟုတ်ဘူး။တာဝန်အိမ်တော်ကငါတို့ကိုလုပ်ခဲ့တဲ့ကိစ္စတစ်ခုရဲ့
ပြီးတော့မင်းကနက်ဖျားချင်းကိုတွားမယ်ဆိုတော့သိတာရဲ့အဲ့ဒီမှာအဖြေရှိမယ်ထင်လို့ငါကူညီခဲ့တာလို့ပြောပါတယ်သူတို့နက်ဖျားချင်းကိုရောက်တာနဲ့ပထမဆုံးကြုံတွေ့လိုက်ရတာက Primary ရဲ့အိမ်တော်မှာမျိုးရိုးစင်ဆက်လိုက်နေတဲ့ချိန်ဆ၅ခုကိုတွေ့လိုက်ရပါတယ်ပြီးတော့တရားစီရင်အိမ်တော်ကတသားတွေရဲ့လူနာတို့ဆရာနှစ်ယောက်လည်းကျွန်းရောက်ရှိလာခဲ့ပါတယ်အဲ့ဒီနောက်တော့မိုးအိမ်တော်မှာတက်ရောက်နေတဲ့ချိန်စာကလူနာကိုတွေ့ပြီးတော့လူနာနဲ့တိုက်ခိုက်ကြပါတယ်အဲ့ဒီချိန်စာကဆိုရင်လူနာတို့သုံးတဲ့မှွေပညာနဲ့လူနာကိုတိုက်ခိုက်နေပါတယ်လူနာကိုယ်တိုင်ကလည်းအဲ့ဒီချိန်စာကိုတိုက်ခိုက်နေရင်းနဲ့လာဆွမ်းအောင်ကိုတုံးတာများပြီးလူနာလေဘင်းကအပြာရောင်မှတ်သားကတဖြည်းဖြည်းဆိုးလာခဲ့ပါတယ်အပြာရောင်မှတ်ရဲ့ဒိတ်တွေကဘာလဲဆိုရင်လာနက်ဖျားမှရွေးချယ်ခံထားရတဲ့သူလာနက်ဖျားပေးမဲ့တောင်းမှန်တည်းများအဆုံးထိလုပ်ပေးရမယ့်သူအဲ့တွေလာနက်ဖျားစွမ်းရည်တွေကိုအကုန်လုံးသုံးနိုင်ပြီးတော့မတင်မျိုးဖြစ်မဲ့လူဆိုပြီးအဓိပ္ပာယ်ရပါတယ်အဲ့အတွက်ဆိုးကျိုးအနေနဲ့လာနက်ဖျားရဲ့စွမ်းရည်ကိုသုံးတာများလေလေအမောင်တူတွေကိုရောက်သွားပြီးတော့အသိစိတ်မကတ်နိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါတယ်ခိုင်ရန်နဲ့ပိုင်ဟာလေကော့ဆွမ်းအားတဲ့အရင်းမြစ်အခန်းထဲကိုရောက်ရှိလာပါတယ်အဲ့ဒီခန်းမအလယ်မှာတော့အတီနာဆိုတဲ့ရုပ်စုကြီးကခိုင်ရန်တို့ကိုမြင်ပြီးတော့စတင်တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့အတီနာနှစ်ဖျားမရဲ့အားနည်းချက်ကိုတွေ့ရှိပြီးတဲ့နောက်မှာခိုင်ရန်ကအတီနာနှစ်ဖျားရုပ်ထုကိုခေါင်းတက်တဲ့ကိုဓာတ်နဲ့ထိုးချခဲ့ပါတယ်ရုပ်ထုကတစားစီပြုတ်ခွဲသွားခဲ့ပြီးတော့အတီနာလက်ဖျားမရဲ့ရုပ်အစစ်မှန်ပေါ်လာခဲ့ပါတယ်တကယ်တော့အတီနာကအိမ်တော်ကြီး၅ခုရဲ့မော်ဆွမ်းရဲ့နောက်ွယ်ကကျင်းစာအရင်မြစ်ကိုကင်ထားတဲ့သူဖြစ်ပါတယ်အဲ့လိုကျင်းစာတွေဖြစ်လာအောင်လုပ်ခဲ့တဲ့အတွက်လက်ဖျားတွေကအတီနာကိုသူနေတဲ့ကျွန်းမှာတန်ကြိုးခတ်ပြီးတော့ပြစ်ဒဏ်ပေးထားတာဖြစ်ပါတယ်ပြီးတော့အတီနာကအိမ်တော်ကြီး၅ခုရဲ့ကျင်းစာတွေကဘယ်တော့မှပြောက်ကွယ်သွားမှာမဟုတ်ကြောင်းသူ့ကိုကြွေးပြောက်သွားအောင်လုပ်တဲ့အချိန်ကုန်ရုံနဲ့ရှိမှဖြစ်ကြောင်းပြောခဲ့ပါတယ်နောက်ဆုံးတော့ခိုင်ရကလည်းဒေါသထွက်ပြီးအတီနာကိုရှိထားတဲ့တန်ကြိုးတွေကိုအကုန်ဖျက်ပေးလိုက်ပါတော့တယ်တန်ကြိုးတွေပြုတ်သွားပြီးတော့အတီနာကခိုင်ရကိုမင်းဒီကိုလာတာမင်းရဲ့ချိန်စာအတွက်လာခဲ့တာမဟုတ်ဘူးမလားလို့မေးပါတယ်။အိမ်နောက်ခိုင်ရန်ကိုချိန်စာစွမ်းရည်ကိုထိန်းနိုင်တဲ့တလိန်ကြောင်းတစ်ခုပေးခဲ့ပါတယ်။ဒီလိုခွင့်ရကိုစောင့်နေတဲ့ခိုင်ရန်ရဲ့ဆရာကဝါရောင်တလိန်ကြောတုံးကိုလွှတ်ယူပါတော့တယ်။အဲဒီတော့မှခိုင်ရန်တို့ငငယ်ကလှုပ်ကြံခဲ့တဲ့လှုပ်ကြံရေးသမားတွေထဲမှာသူ့ဆရာပါမှန်းသိလိုက်ပါတယ်။အဲဒီနောက်ခိုင်ရန်လည်းဒေါသအရန်ထွက်ပြီးတော့မကောင်းဆိုးဝါးထိန်ချုံမှုတွေသွားပြီးမြင်သမျှအကုန်တိုက်ခိုက်ပါတော့တယ်။နောက်ဆုံးလူနာကိုတွေ့တဲ့အချိန်ကြာမှာအတိပြန်ဝင်လာပြီးတော့မကောင်းဆိုးဝါးရဲ့ချိန်စာကနောက်ပိုင်းထိမရနိုင်မှန်းသူ့သဘောပေါက်လိုက်ပါတော့တယ်။ပြီးတော့လူနာစိတ်နာသွားအောင်လို့ဒီခါတော့ငါနေရက်ကိုမဟုတ်တော့ဘူးလို့ပြောခဲ့လိုက်ပါတော့တယ်။လူနာလည်းအဲ့မှာငိုယိုပြီးတော့ကြံနေခဲ့ပါတယ်။ပြီးတော့ခိုင်ရန်ကဝါရောင်တလင်းကြောက်ပါသွားတဲ့သူ့ဆရာနှက်ကိုလိုက်သွားပါတယ်။အဲနောက်တော့လူနာလည်းသူတို့ဘောတစ္ဆဖောက်သွားတဲ့သူတို့ဆရာကိုကိုယ်တိုင်လာဆွမ်းသုံးပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့အဲ့လိုလာဆွမ်းတိုက်ခိုက်တဲ့နည်းတွေကသူ့ဆရာသူတို့ကိုတင်ထားတာမဟုတ်လို့လူနာရဲ့အရွေတွေကိုကောင်းကောင်းနားလည်နေတဲ့သူ့ဆရာကအနိုင်ရပါတယ်။နောက်ဆုံးလူနာအဆုံးသတ်မဲ့အချိန်ရောက်ခံပြီးတော့ခိုင်ရန်ကိုယ်တိုင်ကသူ့ကိုယ်တိုင်ကမကောင်းဆိုးရနဲ့လူနာကိုကယ်ဖို့အပိတ်ယူတစ်ခုကိုလက်ခံခဲ့ပါတယ်။အဲ့ဒီဘေးယူကတော့ခိုင်ရန်လက်ရှိချိန်လေးရှိနေတဲ့မှတ်ဉာဏ်လေးခိုင်ရန်မိသားစုပြီးတော့လူနာနဲ့ပတ်သက်ခဲ့တဲ့မှတ်ဉာဏ်မှန်သမျှအကုန်ပျက်စီးပြီးပျောက်ဆုံးသွားမှာဖြစ်ပါတယ်ပြီးရင်မကောင်းဆိုးဝါးကခိုင်ရန်ကိုလိုလိုကြိုးကင်နိုင်မှာလည်းဖြစ်ပါတယ်သူ့ပေမဲ့ခိုင်ရန်ကလည်းလူနာကိုကယ်ဖို့အတွက်ဆိုရင်ဘာပဲပိတ်ဆက်ရလှုပ်ပေးနိုင်တဲ့သူမို့လို့မကောင်းဆိုးဝါးနဲ့အပေးယူလက်ခံလိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်တော့သူတို့မနိုင်နေတဲ့သူ့ဆရာကိုမကောင်းဆိုးဝါးရဲ့ဆွမ်းအားသုံးပြီးတော့တိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့ခိုင်ရန်ရဲ့မှတ်ဉာဏ်ကြီးကတစ်ခုပြီးတစ်ခုပျောက်လာလိုက်တာခိုင်ရန်ကဘယ်သူမှမသိအောင်လှုပ်ဝက်ထားတဲ့မှတ်ဉာဏ်စီကိုရောက်လာပါတယ်အဲ့ဒါကတော့လူနာအသက်16နှစ်ပြည့်တဲ့နေ့မှာလာနန်းတော်မှာလူနာကိုမုံအိမ်တော်ရဲ့ခေါင်းဆောင်ဖြစ်အသိမှတ်ပြုမဲ့ချိန်ဖြစ်ပါတယ်။အဲ့ဒီနေ့တုန်းကနန်းတော်ထဲမှာသူတို့မုံမိသားစုဝင်တွေပြင်အခြားသူတို့ကိုလှုပ်ကြံမဲ့သူတွေလည်းပါလာခဲ့ပါတယ်။လူနာခမ်းမတွေကိုဝင်လာတဲ့ချိန်မှာတော့လှုပ်ကြံရေးသမား2ယောက်ကလူနာနောက်ကနေပြီးဓာတ်နဲ့ထိုးပါတယ်။အဲ့ဒါကိုလူနာကပြန်ကာလာရင်ချက်ချင်းသုံးမိလိုက်တာကတတိလွတ်ပြီးတော့ဓာတ်နဲ့ဖြားရဲ့ဆွမ်းအားတွေကိုအများကြီးသုံးလိုက်လို့ဖြစ်သွားပါတယ်။အဲ့ဒီနန်းဆောင်တွေကနေပြီးတော့အလင်းတွေဖြားထက်လာပြီးမုံအိမ်တော်ကလူတွေပြင်ခမ်းမတွေကလူအလုံးလူနာရဲ့ဆွမ်းအားကြောင့်မို့အကုန်ဆုံးသက်သွားပါတယ်။ခိုင်ရန်ကိုတွေကမကောင်းဆိုးရတော့မှတန်ချက်ကဝပေးရတော့တစ်ထီဖြစ်သွားခဲ့ပါတယ်။ဒီလိုမှတ်ဉာဏ်မျိုးတွေကအစားခိုင်ရန်ခေါင်းတွေကနေပြီးအကုန်ပြောက်ကွယ်သွားပါတော့တယ်။နောက်ဆုံးတော့လူနာကိုတလင်းကြောက်စွမ်းရည်ဖြာနေတဲ့နေရာမှာထားခဲ့ပြီးတော့မကောင်းဆိုးရမှတ်ဉာဏ်တွေကရှိတဲ့နေရာတွေကိုရောက်လာပါတော့တယ်။အဲ့ဒီနေရာက King Realm ရဲ့ level နဲ့ Grey Wall ရှိတဲ့နေဖြစ်ပါတယ်။ကိုနာမည်ကိုတော့မှတ်မိတော့ခိုင်ရန်ကမူလန်ပြီးတဲ့ခိုင်စာဆိုတဲ့နာမည်နဲ့အတူရှုံရွက်မူလန်လီရှင်းတို့နဲ့အတူ Grey Wall ကြီးမှာ Frowlet ဆိုတဲ့အမှောင်မကောင်းဆိုးရန်ကနေကောက်ခဲ့ဖို့ Guardian of Grey Wall ဖွဲ့တဲ့ကိုဝင်ခဲ့ပါတော့တယ်။ Premier မှာကျန်ခဲ့တဲ့လူနာကလည်း Moonblade ဆိုတဲ့နာမည်ကိုခံယူပြီးတော့သူ့ကိုခိုင်ရန်ကိုကမ္ဘာအဆုံးလိုက်ရှာခဲ့ပါတော့တယ်။ဒါကတော့ကျွန်တော်တို့ Honor of King ရဲ့လူနာနဲ့ခိုင်စာတို့ရဲ့ဘဝစကြောင်းဖြစ်ပါတယ်။နောက်ရက်တင်မှာလည်း Honor of King ရဲ့နောက်ထပ် hero အကြောင်းတွေထပ်တင်ပေးမှာမို့ like follow share လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျာ။
哥哥。